တမန်တော်ရဲ့ပြီးတဲ့နောက်ပိုင်းမှာနှုတ်ထမှုရက်သက်သွားတဲ့ကမ္ဘာမှာလေနှုတ်ထမှုပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးဒီအဲ့ဒီမာတင်ကဆိုတော့ရိုမန်အခန်းကြီးတိအပိုင်းရဲ့စက္ကူနီကိုတော့ဆွေးယူပြီးတော့မှဘလုံးလုံးမှတ်တရလဲဆိုလို့ရှိရင်ကျွန်တော်တို့ယူတင်တင်ချင်းဟာကိုချိုးစားအားထုတ်လို့ရတာမဟုတ်ဘူးယူချင်းဟာဗာလဲဖျားဒီတင်ချင်းဆိုတာကကျွန်တော်တို့ယူချင်းအားပေးရတယ်ဘောနော်ကျွန်တော်ပွားလို့တော့ဖြောင်းမှတယ်မဟုတ်ဖျားကြီးရဲ့ဂျေဇုကိုကြောတာကျွန်တော်ဖြောင်းမှတယ်ဆိုပြီးတော့မှလောမအခန်းကြီးတိအပိုင်းရဲ့စက္ကူနီကိုသူကတကယ်ဒီဇိုင်းမှာရက်ခဲ့အဲ့ဒီလုံးကဆိုလို့ရှိရင်သူတဲ့ဘုရားမင်းကြီးပဲမာတီကာဆိုတာကျဆာဖိုင်းနဲ့တနေ့တော့ဝင်းကိုပြပြဒါကြောင့်ကျဆာဖိုင်းကျွန်တော်ဇာတိတွေ့တာနဲ့နားလည်လို့မရအောင်နော်ကျဆာဖိုင်းကျွန်တော်ဝင်းကြီးမျက်စိနဲ့တွေ့မှရမှာဖြစ်ပါဒါကြောင့်တချို့လူများဟေဘရုလိုအင်္ဂလိပ်လိုကျဆာထားကြတယ်စမင်းကောင်းကပါပြောလဲဆိုလို့ရှိရင်ငါတော့တရှင်တော်ဝင်းကိုခါရဲလို့ပြောတာဖြစ်ပါတော့ကျဆာကဘလော့ဘီတင်လို့ချင်းမြင်းတရှင်တော်ဝင်းကိုခါရဲသူကဖွင့်ပြချရတယ်နော်အဲ့ဒါရမ်းရင်းရှိပါတယ်ဆိုတော့ဒီမှာမာတီလူတာကနေပြီးတော့မှဒီဟာအရာဟာတယ်လူတာအလုပ်ကဖျားတီကိုစိတ်ချက်ကိုွယ်လို့ရတယ်ဘောနော်လူတာအလုပ်ဟာကျဆာဖောက်ခွင့်တစ်ချက်ကျဆာဖောက်ခွင့်များနော်လုံးအလုံးကက်တလီရဲ့ဒီဘုရားမင်းကြီးနေရဲ့ပြောတဲ့အတိုင်းပဲကဘာချာလိုက်လို့ရတယ်မတူမကိုပလေးတယ်လို့မရဘူးဒါပေမဲ့ဒီမာတီလူတာတို့အားဖြင့်ကျွန်တော်တို့ကဒါဟာယူချီချာပီချီကိုချောက်ခဲ့တဲ့ရှင်တို့ရောက်တယ်ဘောလို့ရောက်ဘုတ်ဆိုပြီးတော့ယူချီနဲ့ခါလာတဲ့အခါမှာကျဆာတိုင်းအချက်ဒီကျဆာကိုရှိပြီးတော့ပေတရုယေရှုတို့ရေခါပြီးသားရှိပေမဲ့လူသားတွေအားလုံးဟာဒီစီရဲ့နိုင်ငံရေးကအကြောင်းကြောင့်အဲ့ဒီကျွန်တော်တို့ဘုထောင်မောက်ကောက်ကိုသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ကဘယ်လိုမျိုးနာမည်ပေးလဲဆိုလို့ရှိရင်တစ်ချက်တစ်ချက်မှာဘုထောင်မလို့တဲ့သူကပါလေပေတရုဒါပေမဲ့နှစ်ချက်တစ်ချက်မှာကျတော့ကျဆာရနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအခုနပြောသလိုတခင်ယေရှုနဲ့ရှာမာရိဒီအမျိုးသမီးဒီကံမှာဆုံရချင်မှာတစ်ချက်တစ်ချက်လို့တော့သုံးချက်တစ်ချက်မှာကျဆာရနဲ့ပြောမယ်ဆိုလို့ရှိရင်တမန်တော်ခက်တဲ့ပတ်စံမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီဖက်ခဲတဲ့ကျွန်တော်တွေ့ရတာရှိပါတယ်အဲ့ဒါကပါလဲဆိုတော့ပထမအချိန်မှာတစ်ချက်တစ်ချက်မှာဘုထောင်မလို့တဲ့သူကပေတရုဖြစ်ပါတယ်နောက်တစ်ချက်တစ်အချိန်မှာဘုထောင်မလို့တဲ့သူကမာတီလူတာလို့ဖြစ်ပါတယ်ပေါ့နော်ဒါတိဖို့လို့လေပြောတာလေမမိုက်လေးကနေပေါ်ပေါ်လာဒီသုံးချက်တဲ့အချိန်မှာလုပ်တဲ့သူလို့ကျွန်တော်အနာနေပေးတာဖြစ်ပါတယ်သုံးချက်တဲ့အချိန်မှာတကက်ဘုံနဲ့လည်းဘုံများဆောဖြစ်ခဲ့တာဖြစ်ပါတယ်အဆူဇာဘုထောင်ကိုဥဆောင်ခဲ့တဲ့ဒီဝင်နေစီမိုလို့ပေါ့နော်ကျွန်တော်တို့ဒါနောက်ဆုံးဒီအလီမိုဒီလို့ပြီးတော့စမီဦးကောလို့သူတို့မှာကျတော့ဒီတင်ရရှိတဲ့ထမ်းတော့ပဲနော်သူတို့ story ကြော်လက်လာတဲ့အခါမှာစမီဦးကောလို့ဆိုလို့ရှိရင်ဒီပိုင်းပြင်းနေလို့ဒီမှာသူကလူတင်နေဆူတောင်းတဲ့အခါမှာလူတင်နေရှင်းလာတယ်မချမ်းမာတဲ့သူများချမ်းမာတယ်သုံးချက်ပြည့်ချင်မှာကျွန်တော်ပေးရတာကပါလဲဆိုတော့တကယ်ကိုမဲလက်နာနဲ့ဥပမာဒီတချင်ကကြတော့ဒီနှုတ်ထမှုကအတွေ့ကိုတစ်ခုလိုဖြစ်နေတယ်အတွေ့ကိုတစ်ခုလိုလူငယ်ကမယုံဒါဟာဘာသာရဲ့တတကျက်စာတတာပဲအိုးဝါရဖြန်းနေတယ်လို့လူငယ်ကမြင်ကြတယ်နောက်ဆုံးဒီသုံးချက်ပြည့်ချင်မှာလုတ်ခဲ့တဲ့သူများကြတော့တကယ်ကိုမဲလက်နာနဲ့လူတင်နေရှင်းပြလာခဲ့တယ်နောက်ဆုံးပြောမယ်ဆိုရင်ဘီလီဂရာဟာတို့ကမနေ့ကဒီကျွန်တော်ရဲ့ဒီတဲ့ဘီလီဂရာဟာတို့တော့ဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဆိုတော့အခုက7နာရီမျိုးစေးဆိုတာကကျွန်တော်တို့အချိန်ရောက်နေပြီဟာလေလုယာ7နာရီဆိုတာကပြောမယ်ဆိုကျွန်တော်ခေရောက်နေအခုတစ်ချက်တစ်ချက်မှလည်းပေတရုလောက်ခဲ့တစ်ချက်တစ်ချက်မှလည်းကျဆာရနဲ့လုပ်ပြီးဒီဖက်ခဲရလည်းပြောမယ်ဆိုလို့ရှိရင်မာတီတာတို့ဂျုံမစလီတို့ချမ်းမစလီတို့ပေါ့နော်ပြီးတော့တခြားလူများအများရှိပါတယ်အဲ့ဒီမှာသူထောင်းပြီးတော့3ချက်တစ်ချက်မှတော့နောက်ပိုင်းဟိုပြမယ်ဆိုလို့ရှိရင်တကယ်အဆူဇာသူထောင်းဥဆောင်ရဲ့ဝီလျံစီမိုတို့ဟာလာပြီးတော့ဟိုပြောမယ်ဂျွန်ချီလီမိုင်လက်ကတော့ကိုနောက်ဆုံးပြမယ်ဆိုလို့ရှိရင်လို့နော်သူတို့ကတကယ်ချိမနဲ့တို့နေတယ်အခုအဲ့ဒါကတော့ထောင်းဆက်ရှိရဆုမှာဖြစ်ပါနော်ကိုနမလေးနာနဲ့ပြနိုင်မှာလို့အဲ့လိုမျိုးမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်လူညာဒီကျဆာကိုဘာသာရပြီလို့ဒီကျဆာအတိုင်းမရှိဘူးလို့ပဲယုံကြည်တော့ဒါပေမဲ့သူတို့ကတော့ကိုနမလေးကလူတင်နေရှင်းပြလာတဲ့အခါကျတော့ဒီကျဆာဟာကျွန်တော်တို့လူရင်းမဟုတ်ဘူးဒီကျဆာဟာတကယ်တရှိလုံးလို့ပြန်သူ့တွေ့တဲ့ထုတ်ပါဖြစ်ပါလေဆိုပြီးမှအဲ့အကြောင်းလေးကမှဖြစ်ခဲ့ဆိုတော့နောက်ဆုံးကျတော့11 how 11 generation နောက်ဆုံး7နိုင်ရဲ့ music လို့ကျွန်တော်ပေးထားတာဖြစ်ပါတယ်7နိုင်ဆိုတာကကျွန်တော်တို့ခေတ်ရောက်နေပြီ
ကျွန်တော်တို့ခင်မှာတင်းနဲ့ကျွန်တော်နှုတ်ထမှုမလို့ဘယ်သူလုံးပါလဲဟာလေလုယာ